စကော့တလန်မှာရှိတဲ့တော်ဝင်လေတပ်အခြေစိုက်စခန်းတစ်ခုမှာအရေးပေါ်အခြေအနေအတွက်အဖွဲ့သားတွေအသင့်ပြင်နေကြပါတယ်။အတ္တလန္တိတ်သမုဒ္ဒရာကိုဖျက်ဆီးမဲ့လေယာဉ်တစ်စင်းပြန်ပေးဆွဲခံလိုက်ရလို့ပါ။ဗိုလ်မှူးကြီးကျွမ်းမန်ကတော့တာဝန်ယူဖို့အတွက်အရေးတကြီးခေါ်ယူခြင်းခံလိုက်ရပါတယ်။သူရောက်လာတဲ့အချိန်မှာအလွန်အလေးနဲ့ထားပြီးအာယုံစိုက်နေပုံပါပဲ။လေယာဉ်မှူးနဲ့ဒုလေယာဉ်မှူးတို့တေဆုံးသွားပြီလို့ယူဆရကြောင်းနဲ့ခရီးသည်တွေကတယောက်ဟာဂျာမနီရဲ့အကြမ်းဖက်သမားစောင့်ကြည့်စရင်းထဲမှာပါဝင်နေကြောင်းအရာရှိတယောက်ကသူ့ကိုသတင်းပေးလိုက်ပါတယ်။အဖွဲ့သားတွေကလေယာဉ်နဲ့အဆက်အသွယ်ရအောင်စူးစမ်းပြီးမြေပြင်ပေါ်ဆင်းသက်ဖို့ညွှန်ကြားလိုက်ပါတယ်။ဒရမန်ကတော့အသေးစိတ်စစ်ဆေးမှုတွေလုပ်ဖို့တောင်းဆိုလိုက်ပြီးလေယာဉ်ပေါ်ကလူတွေနဲ့အဆက်အသွယ်ရဖို့စူးစမ်းနေပါတယ်။ရုတ်တရက်လေယာဉ်တကားတစ်ခုနားမှာလှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာပါတယ်။လေထီးတစ်ခုပြုတ်ကျလာပြီးကလေးငယ်တစ်ယောက်ထွက်လာပါတယ်။လေတပ်ကကားနှစ်စီးကသူ့ကိုခေါ်ဆောင်ဖို့အမြန်ဆုံးမောင်းနှင်သွားလိုက်ပါတယ်။ဒါဟာအလွန်လေးနက်တဲ့ကိစ္စတစ်ခုဖြစ်ကြောင်းချက်ချင်းပဲသိသာသွားပါတယ်။အကြမ်းဖက်မှုဖြစ်စဉ်တစ်ခုအတွင်းမှာဒရာမွန်ကလေယာဉ်မှုခန်းထဲမှာလူစိမ်းတစ်ယောက်ကိုတွေ့လိုက်ရလို့ရုတ်တရက်လှုပ်ရှားမှုလုပ်ရင်ပြစ်ခတ်ခံရလိမ့်မယ်လို့ရေဒီယိုကနေသတိပေးလိုက်ပါတယ်။သူကအဲ့ဒီလူစိမ်းကိုထိုင်နေဖို့နဲ့လက်နှစ်ဖက်ကိုမြှောက်ထားဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီလူကသူဟာအကြမ်းဖက်သမားမဟုတ်ကြောင်းနဲ့ရှင်းပြဖို့အခွင့်အရေးပေးဖို့တောင်းပန်နေပါတယ်။နောက်ပိုင်းမှာတော့အီလီယာလို့ခေါ်တဲ့ကောင်လေးနဲ့စကားပြောဖို့ဘာသာပြန်သူတယောက်ကိုပို့လိုက်ပေမဲ့ကောင်လေးကထိတ်လန့်လွန်နေလို့ဘာမှပြန်မပြောနိုင်ဖြစ်နေပါတယ်။ဇလန်းကတော့မနေ့ကအဖြစ်အပျက်ကိုပြန်ပြောင်းပြလိုက်ပါတယ်။ဟိုတယ်ခန်းတစ်ခုထဲမှာအီလီယာရဲ့အမေနာဂျာကနောက်တစ်ခေါက်ပြန်တန်းဖို့အတွက်ပြင်ဆင်နေပါတယ်။သူမကနယူးယောက်ကဆရာဝန်နဲ့ဖုန်းပြောနေပြီးသူမခံစားနေရတဲ့ထူးဆန်းတဲ့ယောဂအကြောင်းကိုတိုင်ပင်နေပါတယ်။နောက်ပိုင်းမှာတော့အီလီယာကသူစစ်ဆေးပြီးပြီဆိုတာကိုပြောပြဖို့သူမစီဖုန်းဆက်လိုက်ပါတယ်။သူတို့ကခရီးဆောင်အိတ်တွေကိုစစ်ဆေးလိုက်ပါတယ်။အဲ့ဒီညလေစိတ်မှာနာဂျာကသူ့ကိုလာတွေ့ပါတယ်။သူတို့လုံခြုံရေးစစ်ဆေးတဲ့နေရာကိုဖျက်ကျော်ပြီးလေယာဉ်ပေါ်တက်ဖို့စောင့်နေကြပါတယ်။နာဂျာကအိမ်သားထဲကိုဝင်ပြီးသူ့ဆေးတွေကိုရောဆက်လိုက်ပါတယ်။လေစိတ်ဆောင်ဆိုင်ခန်းထဲမှာတော့အီလီယက်စ်ကဖရစ်ဆိုတဲ့လူတစ်ယောက်နဲ့စကားပြောနေပြီးအဲ့ဒီလူကသူ့မေဘယ်မှာလဲလို့မေးလိုက်ပါတယ်။ခဏအကြာမှာတော့နာဂျာပြန်ရောက်လာပြီးသူတို့နှစ်ယောက်လေယာဉ်ပေါ်ကိုအတူတူတက်သွားကြပါတယ်။လေယာဉ်မယ်တစ်ယောက်ကလေယာဉ်မှုတွေကိုကော်ဖီကမ်းပေးပြီးနောက်လေယာဉ်မှုထမ်းတွေရှိတဲ့နေရာကိုသွားကအိတ်ဘောလို့ခေါ်တဲ့လုပ်ဖော်ကိုင်ဖက်ကိုပထမတန်းစားခရီးသည်တစ်ယောက်နဲ့ပြဿနာဖြစ်နေတာကိုဖြေရှင်းပေးဖို့ပြောလိုက်ပါတယ်။လေယာဉ်ဟာဂျာမနီကနေအမေရိကန်ပြည်ထောင်စုကိုဦးတည်ပြီးထွက်ခွာသွားပါတယ်။နောက်ပိုင်းမှာနာဂျာအိမ်သားကနေပြန်ထွက်လာပြီးမတ်ဆုစာအုပ်ထဲမှာစာရေးလိုက်ကသူမနဲ့ခင်မုန်းဖြစ်သူတို့ရဲ့ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ရပါတယ်။သူမဟာသူတို့ကလူသူမရှိတဲ့နေရာမှာပြတ်သွားခဲ့တဲ့အမတ်တရချိန်လေးကိုပြန်ပြီးတွေးမိနေပါတယ်။သူမရဲ့ခင်မုန်းဖြစ်သူကအကူအညီရှာဖို့ထွက်သွားခဲ့တာကြောင့်သူမဟာကလေးနဲ့အတူတယောက်တည်းကျန်ခဲ့ပါတယ်။နောက်ဆုံးတော့သူမဟာစွန့်ပစ်ထားတဲ့အိမ်တစ်လုံးထဲကိုရှောက်သွားမိပြီးတွေးဆက်တွေကိုလိုက်ကြည့်ရင်မြေအောက်ခန်းထဲမှာခင်မုန်းဖြစ်သူရဲ့အသက်မဲ့နေတဲ့ရုပ်အလောင်းကိုတွေ့လိုက်ရပါတယ်။မိုးမလင်းခင်လေးမှာပဲသူမဟာဗန်ပိုင်ယာတစ်ကောင်ရဲ့ကြိုက်တာကိုခံလိုက်ရပါတယ်။လေယာဉ်ပေါ်ကိုပြန်ရောက်တဲ့အခါရှေ့ခန်းမှာတစုံတစ်ခုလှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်။ဘောကခရီးသည်တယောက်ကိုတည်ငြိမ်အောင်လုပ်ဖို့ကြိုးစားပေမဲ့အခြေအနေကပိုဆိုးလာပါတယ်။လေကြောင်းလုံခြုံရေးအရာရှိတယောက်ဝင်ရောက်ဖြေရှင်းပေးပါတယ်။ဘောကဓာတ်ထုတ်ပြီးဒုတိယမြောက်လုံခြုံရေးအရာရှိကိုတပ်ပစ်လိုက်ပါတယ်။နောက်ထပ်ခရီးသည်တယောက်ကပထမဆုံးလုံခြုံရေးအရာရှိကိုထိန်းချုပ်လိုက်ပါတယ်။အဲ့ဒီနောက်ဘောကတတိယမြောက်လုံခြုံရေးအရာရှိကိုရှာပြီးတက်ခိုင်းဖို့ကားတကူစေခိုင်းလိုက်ပါတယ်။ကားတစ်ကတနက်တလက်နဲ့ပြန်ရောက်လာပြီးနောက်ဘောကနောက်ထပ်လေရင်ပြန်ပေးဆွဲသူတယောက်ဖြစ်တဲ့ကားရဲ့ရှိမှာပဲနောက်ဆုံးကျန်တဲ့လုံခြုံရေးအရာရှိကိုတပ်ပစ်လိုက်ပါတယ်။မျက်နှာမှာထိတ်လန့်နေတဲ့အရေးအယောင်တွေနဲ့လူတယောက်ရှိနေပါတယ်။တစ်ဖက်မှာတော့နန်ဂျာကတခုခုမမှန်တော့ဘူးဆိုတာကိုရိပ်မိလိုက်ပါတယ်။ဘောကတနက်တလက်ကိုထုတ်ပြလိုက်ပြီးခရီးသည်တွေကိုလေရင်ရဲ့နောက်ပိုင်းစီကိုမောင်းနှင်ခိုင်းနေပါတယ်။နောက်ထပ်ပြန်ပေးဆွဲသူတယောက်ဖြစ်တဲ့ဘောကကတော့လေရင်မှုခန်းထဲကိုဝင်သွားပြီးဒုတိယလေရင်မှုဘတ်စတန်နဲ့စကားပြောဆိုကလေရင်မှုရဲ့အလောင်းကိုလေရင်အပြင်ဘက်ကိုပစ်ချလိုက်ပါတယ်။သူကလေရင်ကိုသူကိုယ်တိုင်ထိန်းချုပ်လိုက်ပြီးလို့ကြေညာလိုက်ပြီးခရီးသည်တွေကိုလက်တွေကိုထိုင်ကုန်ပေါ်မှာတင်ထားပြီးငြိမ်နေဖို့အမိန့်ပေးလိုက်ပါတယ်။နောက်ထပ်ပြန်ပေးဆွဲသူတယောက်ဖြစ်တဲ့ယူရာကတော့လေရင်ရဲ့အချက်လက်မှတ်တမ်းတင်ဆက်ကိုဖျက်ဆီးလိုက်ပြီးဒုတိယလေရင်မှုကလေရင်ရဲ့လမ်းကြောင်းကိုပြောင်းလဲလိုက်ပြီးလို့ဘောကိုပြောလိုက်ပါတယ်။အီလီယက်စ်ကတော့သူ့အမေအတွက်စိုးရိမ်နေပြီးနေအောင်ကြီးမထိအောင်လေရင်ရဲ့အနေအထားကိုလေ့လာနေပါတယ်။ခရစ်ကဖဲရစ်ကိုရှေ့ကန်းစီခေါ်ဆောင်သွားစဉ်မှာခေါ်ကတော့ဘောကိုစိတ်ငြိမ်အောင်ထိန်းထားဖို့ကြိုးစားနေပါတယ်။အီလီယက်စ်ကသူ့ထိုင်ကုန်ကနေထွက်လာတဲ့အခါနတ်ဂျာကနောက်ကလိုက်သွားပြီးမဲ့ဘောကအီလီယက်စ်ရဲ့မျက်စိရှိမှတင်နတ်ဂျာကိုတနက်နဲ့ပစ်လိုက်ပြီးကောင်လေးကိုဖမ်းဆီးသွားပါတယ်။ဓာတ်စာခံဖြစ်နေတဲ့ကောင်လေးတယောက်ကိုဘေးမှာထားပြီးခေါကဘောကိုအတမ်းမထွက်ဖို့တတိပေးလိုက်ပါတယ်။ဘර්ဂနဲ့ခရစ်တို့ကတော့ဖြစ်ပျက်နေတဲ့ရှုပ်ထွေးမှုတွေအပေါ်အငင်းပွားနေကြပါတယ်။ဘර්ကအမိတ်မရှိဘဲလှုပ်ရှားခဲ့တဲ့ဘောကိုစူပူချင်းမောင်းလိုက်ပြီးတခြားခရီးသည်တွေကိုကြောက်ရွံ့သွားအောင်နေရီယာကိုပြစ်ခတ်ပြလိုက်ပါတယ်။နေရီယာတယောက်ကုန်တင်ခန်းထဲမှာတတိပြန်လည်လာပါတယ်။ခွေးဟောင်တန်တွေကိုကြားလိုက်ရတဲ့အတွက်အပေါက်ငယ်လေးတစ်ခုကနေတဆင့်အပေါ်ကိုတက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲဘတ်ကဖဲရစ်နဲ့တခြားလူနှစ်ယောက်ကိုအတင်းအကျပ်ဖိအားပေးပြီးအကြမ်းဖက်သမားတွေလိုဟန်ဆောင်တဲ့ဗီဒီယိုတစ်ခုရိုက်ကူးခိုင်းနေပါတယ်။နေရီယာကတော့ရင်တစည်းအောက်မှာပုံခုန်နေပါတယ်။ခရစ်နဲ့ယူရာတို့ဘုံလို့ဖို့ပစ္စည်းတွေလာရှာတဲ့အချိန်မှာယူရာကသူ့မောက်ကိုတွေ့သွားပါတယ်။နေရီယာကယူရာကိုတက်လိုက်ပြီးခွေးတစ်ကောင်ကိုစားတောက်လိုက်ပါတယ်။နောက်ပိုင်းမှာတော့ဖဲရစ်ပြန်ရောက်လာပြီးယေလီယက်စ်ဘေးမှာထိုင်နေပါတယ်။နေရီယာကတော့အခုအပြေးဝအတွင်ပြောင်းလဲထားတဲ့ဒီအမျိုးသမီးကသူ့ကိုယ်သူစေးကူးတောက်ဖို့စူးစမ်းနေတော့မှပဲပြန်ပေးဆွဲသူတွေရဲ့အချိန်မှတ်တိုင်သတ်မှတ်ထားတဲ့အကြောင်းကိုကြားလိုက်ရပါတယ်။အင်အားပြန်လဲဖြည့်တင်းဖို့အတွက်ယူရာရဲ့သွေးကိုတောက်လိုက်ပြီးလေရင်မှုခန်းစီဦးတည်သွားခဲ့ပါတယ်။ပြန်ပေးဆွဲသူတွေကတစုံတစ်ယောက်ကမှခုခံရင်တန်းငွေတွေလွှတ်ပေးမယ်လို့ချင်းချောက်ပြီးခရီးသည်တွေကိုလှည့်စားထားပါတယ်။သူတို့ဟာနေရီယာကိုလမ်းကြောင်းလဲစေဖို့အတွက်နေရီယာရဲ့အတူအယောင်ဖြစ်တဲ့တေးဆုံးနေတဲ့ခွေးအနီးမှာယူရာရဲ့ရုပ်အလောင်းကိုထားခဲ့ကြပါတယ်။ခဏကြာမှာတော့နေရီယာဟာလေရင်ရဲ့နောက်ဘက်ပိုင်းကိုရောက်လာခဲ့ပြီးခရီးသည်တွေကထိတ်လန့်တကြားနဲ့လေရင်မှုခန်းစီပြေးသွားကြတဲ့အခါမှာလေရင်မှုတွေမရှိတော့တာကိုသိလိုက်ရပါတယ်
နေရီယာကလေရင်မောင်းတက်တဲ့သူရှိမလားလို့အကူအညီတောင်းလိုက်တဲ့အခါအမျိုးသားတစ်ယောက်ကစေတနာဝန်ထမ်းအနေနဲ့ထွက်လာပြီးနေရီယာကသူ့ကိုထိန်းချုပ်ခါလုပ်တွေစီလမ်းညွှန်ပေးလိုက်ပါတယ်။ Ferry ကတော့ပြန်ပေးဆွဲသူတွေရဲ့တကယ့်အစီအစဉ်ကိုရှင်းပြဖို့အတွက်နောက်မှကြံရစ်ခဲ့ပါတယ်။ပြန်ပေးဆွဲသူတွေကရေငုပ်ဝတ်စုံတွေဝတ်ဆင်ပြီးလေထီးနဲ့ခုန်ချဖို့ပြင်ဆင်နေကြပါတယ်။အသစ်ဖြစ်တဲ့စေတနာဝန်ထမ်းလေရင်မှုကတော့လေရင်ကိုအော်တိုပိုင်လော့စနစ်နဲ့မောင်းနှင်နေစေဖြစ်ကြောင်းနေရီယာကိုအကြောင်းကြားလိုက်ပါတယ်။နေရီယာကလုံခြုံရေးကင်မရာတွေကနေတဆင့်ပြန်ပေးဆွဲသူတွေကိုစောင့်ကြည့်နေပြီးလေရင်မှုကိုသူတို့ခုန်ချမသွားခင်ထိလမ်းကြောင်းမပြောင်းဖို့မှာလိုက်ပါတယ်။ဒါပေမဲ့ဘောကသူမအသက်ရှင်နေသေးတာကိုသိသွားပြီးဘရိတ်နဲ့အတူပြန်လာကခရီးသည်တယောက်ဘယ်ရောက်နေလဲဆိုတာကိုအတင်းအကျပ်မေးမြန်းပါတော့တယ်။ပြန်ပေးဆွဲသူတွေထဲကတယောက်ကနေရီယာကိုရိုက်လိုက်ပြီးနောက်လေရင်မှုကန်တကားကိုထုရိုက်ကြပါတော့တယ်။နေရီယာကလေရင်မှုကိုလေရင်လမ်းကြောင်းပြန်ပြောင်းဖို့အမိန့်ပေးလိုက်ပါတယ်။လမ်းကြောင်းပြောင်းသွားတာကိုသတိထားမိတဲ့ဘရတ်ကဒေါသထွက်ပြီးခရီးသည်တယောက်ကိုတက်လိုက်ကတကားမဖွင့်ပေးရင်နောက်ထပ်အကြမ်းဖက်မှုတွေလုပ်မယ်လို့ချိန်ချောက်ပါတော့တယ်။ဘောကကလေးမလေးတယောက်ကိုရှေ့ကိုခေါ်လာပြီးနေရီယာမြင်အောင်ဖမ်းဆီးထားကကလေးမလေးကိုပြစ်တက်ဖို့အချိန်ရည်တွက်ပါတော့တယ်။နေရီယာကလေရင်မှုခန်းထဲကနေရုတ်တရက်ထွက်လာပြီးဘရိတ်ရဲ့လေပင်ကိုအဆွဲတွေနဲ့စိုက်ဝင်ကိုက်လိုက်တဲ့အခါမှာတော့အခြေအနေတွေအကုန်လုံးရှုပ်ထွေးကုန်ပါတော့တယ်။လေရင်မှုကတော့သူမထွက်သွားတဲ့နောက်မှာတကားကိုလော့ချလိုက်ပါတယ်။နာဒီယာကဘက်ကိုတက်ပြီးကျန်တဲ့လေရင်ပြန်ပေးဆွဲသူတွေကိုလိုက်လံရှင်းလင်းနေခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ပြန်ပေးဆွဲသူတယောက်ဖြစ်တဲ့ဘက်ကသွေးဆုပ်ကောင်ဖြစ်စတင်ပြောင်းလဲလာပါတယ်။နာဒီယာကဒီပြောင်းလဲမှုကိုရိပ်မိသွားပြီးပြန်လှည့်လာကဘောကြည့်နေတဲ့ကြားထဲကပဲဓာတ်နဲ့ထိုးပြီးအဆုံးသတ်လိုက်ပါတယ်။နာဒီယာကလေရင်မှုခန်းနဲ့ပြန်သွားပြီးအီလိုင်ယက်ကိုအထဲမှာပဲနေဖို့မှာလိုက်ပါတယ်။ပြီးတော့သူမအိမ်သားထဲမှာတော့ခတ်လိုက်ပြီးသူမကိုယ်တိုင်လည်းပြောင်းလဲမှုတွေဆက်ဖြစ်နေတာကိုသတိပြုမိသွားပါတယ်။တစ်ဖက်မှာတော့ဘောကနာဒီယာရဲ့အိတ်ကိုစစ်ဆေးရင်းသူမရဲ့မတ်စုစာအုပ်ကိုတွေ့သွားပြီးဖတ်လိုက်ပါတယ်။သူကကြံတဲ့သူတွေကိုနာဒီယာဟာသွေးဆုပ်ကောင်ဖြစ်ကြောင်းပြောပြပြီးတက်တည်ပြဖို့ခရမ်းလုံရောင်ချီမီကိုထုတ်ပြလိုက်ပါတယ်။သူမရဲ့အရေးပြားတွေကလောင်ကျွမ်းသွားပါတယ်။သူမရဲ့အတိတ်ကအမှတ်တရတွေကလည်းတရက်ဆက်ပြန်ပေါ်လာပါတယ်။သွေးဆုပ်ကောင်ဖြစ်နေတဲ့ကြားကနေကလေးငယ်အီလိုင်ယက်ကိုပြုစုဆောက်ရှောက်ဖို့ဘလောက်တောင်ခက်ခဲခဲ့လဲဆိုတာသူမပြန်မြင်အောင်မိပါတယ်။အီလိုင်ယက်ကမရက်မနာငိုနေခဲ့တဲ့ညတညကိုလည်းသူမပြန်မှတ်ရနေပါတယ်။သူမငိုနေမိတယ်။စိတ်ပြက်လက်ပြက်နဲ့ဟိန်းဟောက်လိုက်ပေမဲ့သူ့ကိုထိခိုက်မှဆိုလို့အဆွဲတွေကိုပြန်သိမ်းလိုက်တယ်။နောက်ပိုင်းမှာတော့သူမအသွင်ပြောင်းခံခဲ့ရတဲ့နေရာကိုပြန်သွားပြီးဗန်ပိုင်ယာရဲ့အဖေနဲ့တွေ့ဆုံခဲ့တယ်။သူကသူ့သားဟာသွေးစာစိတ်ကိုမထိန်ချုပ်နိုင်တော့ကြောင်းဝန်ခံခဲ့ပြီးဗန်ပိုင်ယာတွေဟာနာကျင်မှုတွေပဲပေးတတ်တယ်လို့ယုံကြည်တာကြောင့်နေရီယာကိုတနက်နဲ့ဖြစ်လိုက်တယ်။လေရင်ပေါ်ပြန်ရောက်တော့လေရင်ပြန်ပေးဆွဲသူတယောက်ဖြစ်တဲ့ဘောကတစ်သားတစုတစ်ခုကိုထုလုပ်နေတယ်။ယေလီယစ်ကလေရင်မှုခန်းထဲကထွက်လာပြီးအိမ်သားထဲမှာသူ့အမေကိုတွေ့သွားကပြန်ပေးဆွဲသူတွေပြန်ရောက်လာချိန်မှာသူ့အမေကိုကူညီပေးလိုက်တယ်။လေရင်မှုကတော့အခန်းထဲမှာပဲသူ့ဘာသာပြန်ပိတ်လောင်ထားတယ်။နေရီယာကဘောစီချင်းကပ်သွားပေမဲ့သူကရိုဘမီနဲ့အတင်းဆောက်နေပြီးသူမကိုလောင်ကျွမ်းစေလိုက်တယ်။သူမလဲကျသွားတယ်။သူကသူမရဲ့ဗန်ပိုင်ယာသွေးတွေကိုဆေးထိုးအပ်ထဲဆုပ်ယူပြီးသူ့ကိုယ်သူထိုးဖို့ပြင်ဆင်နေတယ်။အဲ့ဒီအချိန်မှာပဲElisaသူ့ကိုတနက်နဲ့ချိန်ထားလိုက်တယ်။ဘောကသူ့စီခုံအုပ်လိုက်တယ်။တနက်တန်ထွက်လာပြီးသတင်းပေါက်မှန်ကွဲထွက်သွားတယ်။ဘက်စတီယန်ကအောက်ဆီဂျင်10မိနစ်စာပဲကျန်တော့တယ်လို့သတင်းပေးလိုက်ပါတယ်။နာဂျာကအီလီယာကိုအောက်ဆီဂျင်ဘူးတက်ဆင်ပေးပြီးတနက်ကိုယူကာဘောကိုပစ်ခတ်လိုက်ပေမဲ့သူကထွက်ပြေးလွတ်မြောက်သွားပါတယ်။လေရင်မှုကအောက်ဆီဂျင်ဘူးကိုမမိလိုက်တဲ့အတွက်လေရင်ခန်းထဲမှာပဲမင်းမျောသွားခဲ့ပါတယ်။နာဂျာကအီလီယာကိုပါရစ်စီအပ်လိုက်ပြီးကလေးကိုလုံခြုံအောင်ထားဖို့မှာလိုက်ပါတယ်။ရုတ်တရက်လေရင်ကအောက်ကိုထိုးဆိုင်ကျသွားခဲ့တယ်။နာဂျာကဘောနောက်ကိုအပြေးလိုက်သွားတာပြီးလေရင်ဘောကတန်ချက်ကကားထဲမှာတွေးလိုက်ရလို့ပစ်ခတ်ခဲ့ပေမဲ့ကြီးစံတွေကဘာမှမဖြစ်စေခဲ့ပါဘူး။ဘောကနာဂျာရဲ့ဗန်ပိုင်ယာသွေးကိုသူ့ကိုယ်သူထိုးသွင်းလိုက်ပြီးအသွင်ပြောင်းဖို့ကြိုးစားနေပါတယ်။ဘောတယောက်အင်အားကြီးမှမလာခင်တားဆီးရမယ်ဆိုတာနာဂျာသဘောပေါက်သွားခဲ့ပါတယ်။သူမကအရက်ပလင်းနဲ့မီးချစ်ကိုရှာတွေ့သွားပြီးကားပေါ်ကိုလောင်စာစီတွေလောင်းချလိုက်ပါတယ်။ပြီးတော့ဒီသက်ရှိကြီးကိုမီးရှို့လိုက်ပြီးသူ့လောင်ကျွမ်းနေတာကိုထိုင်ကြည့်နေပါတယ်။ဒီလိုမျိုးသွေးဆုပ်ကောင်တွေဟာသူတို့ရဲ့မျိုးနွယ်ကိုမပြန့်နှံ့စေရဘူးလို့အဲ့ဒီသွေးဆုပ်ကောင်ဦးကြီးပြောခဲ့တဲ့စကားတွေကိုပြန်အမှတ်ရနေတာပါပဲ။လေရင်ပြန်ပေးဆွဲသူတွေကမီးကိုငွေကိုမြင်သွားပါတယ်။နတ်ဂျာကမီးကိုအမြန်ငိမ့်လိုက်ပြီးလေရင်ခန်းထဲကိုပြန်ဝင်သွားပါတယ်။လေရင်ပြန်ပေးဆွဲသူတွေကသူမကိုပစ်ခတ်လိုက်ပြီးခရီးသည်တွေကကြောက်လန့်တကြားနဲ့ရှေ့ကိုပြေးလာကြပါတယ်။ Ferry ကတော့ Elise ကိုခေါ်ပြီးထွက်ပြေးသွားပါတယ်။လေရင်ပြန်ပေးဆွဲသူတွေကဘောတယောက်အသွင်ပြောင်းပြီးကြောက်မက်ဖွယ်ကောင်းနေတာကိုတွေ့လိုက်ရပြီးမောက Curtis ကိုကိုက်လိုက်တဲ့အတွက် Curtis ပါကူးဆက်ပြီးအသွင်ပြောင်းသွားရပါတယ်။နတ်ဂျာကကုန်တင်ကန်းကိုအနောက်ကနေတော့ခတ်လိုက်ပါတယ်။ Elise ခရီးသည်တွေကသူမကိုအန္တရာယ်ပြုချင်နေကြတယ်လို့အော်ပြောနေပါတယ်။ Ferry ကတော့မဟုတ်ကြောင်းနဲ့စိတ်အေးဖို့ပြောပေမဲ့တယောက်ကပစ်ခတ်လိုက်တဲ့အတွက်နတ်ဂျာကသူမကိုခုခံကာကွယ်ပြီးထွက်ပြေးဖို့ကြိုးစားလိုက်ပါတယ်။ Elise က Ferry ကိုအန္တရာယ်မပြုဖို့သူမကိုတောင်းပန်နေပါတယ်။အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါသွေးဆုပ်ကောင်တွေကသူတို့ရဲ့ဖန်ဆီးမှုကိုယုံထွက်ဖို့ကြိုးစားနေကြပါတယ်။နာဂျာကအမြန်ပြေးသွားပြီးဘောကိုတကားတစ်ချက်ရဲ့အနောက်ဘက်မှာပိတ်လောင်လိုက်ပါတယ်။ဖာရစ်ကကူညီဖို့ကြိုးစားပေမဲ့အကိုက်ခံလိုက်ရပါတယ်။နောက်ထပ်လူတစ်ယောက်ကကူးစက်မှုတွေမပြန့်ပွားသွားအောင်ဘောကိုတနက်နဲ့ပစ်လိုက်ပါတယ်။နာဂျာကဖာရစ်ရဲ့လက်ကိုဓာတ်နဲ့လှီးပြီးလွတ်မြောက်အောင်လုပ်ပေးလိုက်ပါတယ်။ကာတစ်ကလေရင်ဘောကိုပြန်တက်လာပါတယ်။နာဂျာကကာတစ်နဲ့ဘောနှစ်ယောက်လုံးကိုတိုက်ခိုက်ရင်လေရင်မဲတစ်ယောက်ကိုကယ်တင်လိုက်ပြီးခရီးသည်တွေစီပြန်သွားပါတယ်။ဖာရစ်ကနာဂျာဟာသူတို့ဘက်ကဖြစ်သွားပြီလို့ပြောပြပါတယ်။အားလုံးလေရင်မှုခန်းစီဦးတည်သွားကြပါတယ်။လေရင်မှာလောင်စာစီကကုန်ကာနီးဖြစ်နေပြီးအနည်းဆုံးလေစိတ်ကိုရှာဖွေရတော့မှာပါ။ Elias နဲ့ Farid တို့ကနာဂျာကိုလေရင်မှုခန်းအောက်ကမှောင်နေတဲ့နေရာမှာပုံခုနေဖို့တိုက်တွန်းလိုက်ပါတယ်။ Bastian ကသူတို့နဲ့အတူဆက်နေခဲ့ပါတယ်။လေရင်မှုကနောက်ဆုံးမှာပြည်တိန်လေးတက်စခန်းတစ်ခုကိုဆက်သွယ်ပြီးလေရင်ပြန်ပေးဆွဲခံထားရကြောင်းသတင်းပို့လိုက်ပါတယ်။ဒါပေမဲ့ပြန်ပေးဆွဲသူကတော့ခရီးသည်တွေအားလုံးကိုလေရင်အောက်ပိုင်းခန်းထဲမှာပိတ်လောင်ထားလိုက်ပါပြီ
ခဏအကြာမှာတော့ Ilias က Nadja ရဲ့စေဝါတွေကိုရှာဖွေနေချိန်မှာပဲခရီးသည်တွေကဗန်ပိုင်းရဲ့ဟိန်းဟောက်တံတွေကိုကြားလိုက်ရပါတယ်။ဒဏ်ရာရထားတဲ့လူတစ်ယောက်ကတော့သူ့ကိုအကိုက်ခံလိုက်ရင်အသက်ရှင်လိမ့်မယ်လို့ယုံကြည်ပြီးကိုက်ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကဘောကိုလှုပ်ပေးလိုက်တဲ့အခါမှာတော့ဘောကသူ့ကိုချက်ချင်းတက်ပစ်ပြီးတခြားသူတွေကိုပါလိုက်တိုက်ခိုက်ပါတော့တယ်။ Nadja နဲ့ Ferret တို့ကအခြေအနေတွေပိုဆိုးလာနေပြီဆိုတာကိုသဘောပေါက်သွားပါတယ်။လူတွေကလေရင်ကန်းစီကိုပြေးသွားပြီးအတင်းဝင်ဖို့ကြိုးစားပေမဲ့ Bastian ကတကားကိုပိတ်ထားလိုက်ပါတယ်။ Nadja ကလေရင်ကိုဆင်းသက်လိုက်ရင်ဗန်ပိုင်းတွေလွတ်သွားလိမ့်မယ်ဆိုတာကိုနားလည်သွားပါတယ်။ Ferret ကလေရင်ကိုဆင်းသက်ပြီးမှအဝေးကနေဖောက်ခွဲဖို့အကြံပေးလိုက်ပါတယ်။သူတို့နှစ်ယောက်လောင်စာစီတိုင်ကီစီကိုတွားပြီးဖောက်ခွဲရေးပစ္စည်းတွေထောင်ဖို့ကြိုးစားပေမဲ့အချိန်တိုင်းဆက်မပါလာတာကိုတွေ့လိုက်ရပါတယ်။ Nadja ကတော့လေရင်ကိုဖျက်ဆီးဖို့အတွက်အထဲမှာပဲကြံနေခဲ့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။လူတိုင်းထွက်သွားပြီးတဲ့နောက်မှာတော့သူမက Ilias ကိုတခြားသူတစ်ယောက်ကဒါကိုတတ်မှတ်ပေးဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့သူမကကာကွယ်ဖို့အတွက်မီးအိမ်တစ်ခုကိုကင်ပြီးလေရင်ရဲ့ကုန်တင်ခန်းထဲကိုပြေးဝင်သွားကပြန်ပေးဆွဲသူတွေကြားထဲမှာအချိန်မဆက်ကိုလိုက်ရှာနေရင်ဗန်ပိုင်းယားတွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။သူမပြန်ရောက်လာပြီးမဲ့တိုက်ခိုက်ခံလိုက်ရတာကြောင့်မီးအိမ်ကိုလွှတ်ချမိသွားပါတယ်။ Nadja ကသူမရဲ့သားလေးအန္တရာယ်ရှိနေတာကိုမြင်လိုက်ရတဲ့အတွက်လေရင်ကအော်တိုပိုင်လော့နဲ့ပဲပြန်တန်းနေလုံးလားလေတက်စခန်းကနေလေရင်ကိုဆင်းသက်ပေးနိုင်မလားဆိုတာကို Bastian ကိုမေးလိုက်ပါတယ်။ဖြေကဟုတ်တယ်လို့ရလိုက်တဲ့အခါမှာတော့သူမပြန်လာနိုင်တော့မှမဟုတ်မှန်းသိထားတဲ့အတွက် Ferret ကို Ilias ကိုကာကွယ်ပေးဖို့ကတိပေးခိုင်းလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့သူမက Bastian ရဲ့လည်ပင်းကိုအဆွဲနဲ့အားပါတရကိုက်လိုက်ပြီးသူမရဲ့ဗန်ပိုင်းယားတဘာဝကိုအပြည့်အဝလက်ခံလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲဘောက Ilias ကိုတိုက်ခိုက်နေပါတယ်။ Nadja ကပေါ်လာပြီးသူ့ကိုတိုက်ခိုက်လိုက်ပါတယ်။ဘောကသူမကိုပြန်ကိုက်လိုက်ပါတယ်။အဲ့ဒီလိုနဲ့သူမကအလျင်မြန်ပဲ Ilias ကလေရင်ကုန်တင်ခန်းရဲ့တကားကိုဖွင့်လိုက်ပါတယ်။ Nadja ကဒီအခွင့်အရေးကိုအမိအရယူပြီးဘောကိုလေရင်ပေါ်ကနေတွန်းချလိုက်ပါတယ်။တကားပွင့်သွားတဲ့အချိန်မှာ Ferret ကလေရင်ကိုစောင်းလိုက်တာကြောင့်နေအောင်ကြီးတွေထဲကိုတိုးဝင်လာပြီးဘောကိုမီးလောင်သေဆုံးသွားစေခဲ့ပါတယ်။ Ilias ကသူ့ရဲ့သွေးနှဲငယ်ကို Nadja ကိုတိုက်လိုက်ပါတယ်။သူမသတိပြန်ဝင်လာပြီးထိန်းချုပ်နိုင်စွမ်းမရှိတော့မလို့ဖြစ်သွားပေမဲ့ကိုပြန်ထိန်းလိုက်ပြီးသူ့ကိုတွန်းထုတ်ကာကုန်တင်ခန်းစီပြန်သွားပါတယ်။နောက်ပိုင်းမှာ Rat စခန်းကိုရောက်တဲ့အခါ Ilias က Ferret ကိုကူညီပေးဖို့စကားပြန်တစ်ယောက်ကိုအကူအညီတောင်းပေမဲ့သူမကငြင်းဆန်လိုက်ပါတယ်။နေမဝင်ခင် Ferret ကိုကယ်တင်ရမယ်။မဟုတ်ရင်ဗန်ပိုင်းတွေကစစ်သားတွေကိုတိုက်ခိုက်လိမ့်မယ်လို့ Ilias ကရှင်းပြပါတယ်။သူတို့က Ferret ကိုဆေးထိုးအိတ်ဆက်စီပြီးပုတ်ခတ်စင်ပေါ်တင်လိုက်ပါတယ်။ခေါင်းဆောင် Drama နဲ့သူ့အဖွဲ့ကတော့ဗန်ပိုင်းတွေအလောင်းတွေကိုစားတောက်နေချိန်မှာစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Ferret ကစစ်သားတွေကိုတောင်းပန်ပေမဲ့သူတို့ကမယုံကြည်ကြဘဲနောက်ဆုံးမှာတော့သူ့ကိုပစ်ခတ်ပြီးလေရင်ပေါ်ကနေဆွဲချသွားခဲ့ပါတယ်။လေရင်ပေါ်မှာအဖြစ်အပျက်တွေဖြစ်နေချိန်မှာပဲ Ilia ကတော့လူနာတင်ရင်ပေါ်မှာရောက်နေပါတယ်။သူကလူနာတင်ရင်မောင်းသူကိုလှုပ်ဝက်စွာနဲ့ဆေးထိုးပြီးအိပ်ပျော်သွားအောင်လုပ်လိုက်ပါတယ်။ပြီးတော့သူ့ရဲ့ဝက်ဝင်ရုပ်လေးကိုပြန်ယူပြီးလေရင်စီကိုထွက်ပြေးသွားပါတော့တယ်။လေရင်တွင်းပိုင်းမှာတော့စစ်သားတွေကသွေးဆုပ်ကောင်တွေရဲ့တိုက်ခိုက်ခြင်းကိုခံနေရပါတယ်။ Ferret ကအနီးနားမှာရှိနေတဲ့ Ilia ကိုမြင်လိုက်ပေမဲ့သူ့အာရုံစိုက်မှုကိုမရနိုင်ခဲ့ပါဘူး။ဘာမှမသိရှာတဲ့ Ilia ကတော့သူ့အမေစစ်သားတစ်ယောက်ကိုသွေးဆုပ်နေတာကိုမေးကြည့်နေမိပါတယ်။သူကသူ့အမေကိုနာမည်တက်ခေါ်လိုက်ပြီးသူ့အမေဟာသူသိထားတဲ့မိခင်မျိုးမဟုတ်တော့ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်။ Ilia ကတော့ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။သူကဖောက်ခွဲရေးပစ္စည်းတွေကိုမိညှိလိုက်ပြီးလေရင်ကိုဖောက်ခွဲပစ်လိုက်ပါတော့တယ်။ဗိုလ်မှူးကြီး Drama နဲ့သူ့အဖွဲ့သားတွေကတော့လေရင်ကြီးပျက်စီးသွားတာကိုတုန်လှုပ်ခြောက်ခြားစွာနဲ့ကြည့်နေမိကြပါတယ်။ Ferret ကတော့အပျက်စီးတွေကြားထဲကနေ Ilia ကိုရှာတွေ့သွားပြီးနှစ်ယောက်သားတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ကြပါတယ်။နောက်ဆုံးတော့ဒီကြောက်မက်ဖွယ်ကောင်းတဲ့လေရင်ခီးစဉ်ကနေအသက်ရှင်ကျန်ရစ်သူတွေဖြစ်လာခဲ့ပါတော့တယ်။စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်ဇာတ်လမ်းအနှစ်ချုပ်တွေကိုကြည့်ချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like လုပ် share လုပ်ပြီး subscribe လုပ်ပေးဖို့မမေ့နဲ့အောင်တော့